မင်္ဂလာပါဒီနေ့ကတော့ပုံစံမှာဖြစ်ပါတယ်ကျွန်တော်လိုက်ကြည့်ပြကြပါဦးရှင်quality ပုံလေးဆွဲမှာပေါ့နော်ဒါ Pinterest ကနေရှာထားတဲ့ reference photo ပါကျွန်တော်အရင်ဆုံးဒီလေရဲ့အပြင် frame ကိုပေါ့နော်ခဲတံနဲ့အရင် sketch ချလိုက်ပါမယ်ဒါပထမဆုံး voice over လုပ်တာဆိုတော့ပေါ့နော်အမှားပါသွားရင်လည်းနားလည်ပြကြပါရှင်ဆိုတော့ကိုယ်တိုင်က professional artist မဟုတ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးလက်ကရမ်းမှန်မငြိမ်ဘူးပေါ့နော်အဲကြောင့်မျိုးခဲတံရေစုံသုံးပါမယ်ခဲတံသုံးမျိုးမှာ sketch ဆွဲခါကြတော့ပေါ့နော်ဒီမျိုးမားရဟာရှင်းတယ်ပြင်လို့ရပါတော့ပြီးရင်အဲ့လိုလေရဲ့ကျန်တဲ့စိတ်ပိုင်းတွေလည်းလိုက်ဆွဲလိုက်ပါတယ်ဒါအကြမ်းပဲဆိုတော့နော်အရင်တော့ perfect မဖြစ်သေးဘူးကွာsketch အစင်ပဲဆိုတော့နော်ပုံမှန်တော့ဒီလိုမျိုး block shade မတင်ဘူးပေါ့နော်ကိုယ်တိုင်လည်းအရှိကြည့်ရတာတိတ်မကြိုက်တော့ဒူလေးပဲတင်ဖြစ်တာပေါ့နော်ဒါပေမဲ့လို့အကြာကြီးရိုက်ထားပြီးတော့မှ10မိနစ်စာလေးပဲတင်ရအတေးရတဲ့အရင်များပြရှိရလို့နှမျောစရာကောင်းတယ်ပေါ့နော်အချိန်ပေးမှရိုက်ထားဆိုရင်ခဲတော့ကျန်တဲ့ဒီလေပေါ်မှာပါနိုင်တဲ့ပေါ့နော်ငါးဖန်းလေးဆိုပါတဲ့တခြားဟာလေးတွေလည်း like ထည့်လိုက်ပါမယ်သူရဲ့ reference ပုံကပေါ့နော်လို့ detail တွေအရင်မမြင်ရတဲ့အတွက်ကြောင့်မလို့ကိုရဲ့creation နဲ့ပေါ့နော်ကိုခံမှန်းပြီးတော့ဒီငါးဖန်းလေးပေါ်မှာပါနိုင်တဲ့ဒီဂျိုးလေးတွေset engine တို့ဗလဲ bike ပေါ်တို့မီးအိမ်တို့အမျိုးလေး like ထည့်လိုက်တာပေါ့နော်တော့ဖြည်းဖြည်းချင်းပဲပုံမှန်နဲ့ share သွားပါမယ်ဒါကတော့ tutorial လိုမျိုးတော့မဟုတ်ဘူးเนาะဘာလို့ဆိုသူများကိုသင်ပေးနိုင်တော့တဲ့ထီတယ်ကွာအဲ့လိုမျိုးလဲ professional လည်းမဟုတ်သေးဘူးဆိုတော့ဒီတိုင်းပဲကိုဆွဲတာရိုက်တာပေါ့နော်ခုတော့ဒါမင်းနဲ့ waterproof မင်းနဲ့ like ဆွဲမယ်ပေါ့နော်အဲ့တော့ဒီထဲမှာသုံးထားတာက Sakura Pigma Macron နဲ့က 0.03 နဲ့ပြီးတော့ Unify Liner တွေက 0.01005 ကိုသုံးထားပါတယ်အဲ့တော့ဒီမှာနည်းနည်းလေးနိုင်ငံတို့ဘာလို့ဆိုရင်တော့ point ကြီးတဲ့ဟာနဲ့သုံးမယ်ပေါ့ဆွဲမယ်ပေါ့နော်ပြီးရှင်ဒီမျိုးdetail ကျန်တဲ့အသေးလေးတွေကိုကျတော့ point သေးတဲ့ဟာလေးနဲ့လိုက်ပြီးတော့မှဆွဲပေးလိုက်ပါမယ်ကြာအခုကဘောနော်ဝါချာကာလာနဲ့ဆွဲရဆိုတော့မင်းကတော့ရေဆူခံမှုအရေးကြီးပါတယ်။ဟောဆိုရေဆူမခံဘူးဆိုလို့ရှိရင်ရေစီးလိုက်တဲ့အခါမှာဘောနော်မင်းဒီပြန့်ကုန်ပြီးတော့ပုံကပျက်စီးသွားနိုင်ပါတယ်။ခုက sketching ကုန်ပြီးတော့ဆိုတော့ခဲရတွေကိုလိုက်ဖြစ်ပါမယ်။တော့ခဲပြလေးနဲ့ဆွဲလိုက်တယ်ပေါ့နော်။ဆွဲပြီးတော့ဒီမျိုးဖွားလေးလိုက်ဖြစ်ပြလိုက်ပါတယ်။သူကပုံမှန်ခဲပြတွေလိုအရင်ဖြတ်ရှာမျိုးပေါ့နော်။ဒါလေးပဲလိုက်ပုတ်ဆွဲသွားဆိုရပါပြီ။ကဲဒါဆိုရင်ရေစီးချရမယ့်ချိန်ရောက်ပေါ့နော်။တော့စီလေးပြင်လိုက်ပါမယ်။ပြီးရင်စာရွက်ကိုအရင်ဆုံးရေလိုက်မယ်ပေါ့နော်။လိုက်ပြီးတော့မှပထမဆုံးသုံးမဲ့ရောင်တော့ဒီအနီရောင်ပေါ့နော်အနီရောင်မှာအဲ့လို color theory မှာဆိုရင်တော့အရောင်တွေအများကြီးရှာပေါ့ဒါပေမဲ့အဲ့လိုအရောင်တွေလောက်ကြီးတီးရောအနီရောင်ပေါ့နော်အနီရောင်ဒီဆုံးဒီလေရဲ့ body ပိုင်းပေါ့နော်အဲ့ဒါလိုက်ပြီးတော့အနီရောင်လေးဖြည့်လိုက်ပါတယ် က
နေရခက်ပြန်ပါလေအနီရောင်နေလိုက်ပြီးဖြည့်လိုက်ပါလေသူ့အရောင်နဲ့သူပေါ့နော်ခေါ်တော့အနီကိုသုံးလို့ဆိုတော့နီရောင်ချင်ရမယ့်အရာတွေကတော့လိုက်ချင်လိုက်တာပါရောက်ပြီးဒါဆိုရင်နီရောင်တော့ပြီးသွားပြီပေါ့နော်လောဆယ်တော့စုပ်တောင်ဆေးပါမယ်စုပ်တန်ဆေးပြီးသွားပြီဆိုရှင်နောက်ထပ်တရားပေါ့နော်နောက်ထပ်တရားကတော့ဒါအပြာပေါ့နော်အပြာကျတော့အရင်ဘယ်လိုပြောမလဲ sky blue လည်းမဟုတ်ပေါ့နော်ဟိုလို navy blue လည်းမဟုတ်ဒါပေမဲ့စိမ်းပြလည်းမဟုတ်နည်းနည်းအပြာတော့ပုံများရပေါ့နော်စိမ်းပြအောင်မှာအပြာတော့ပုံများအဲ့ဒီအရောင်လေးကိုသုံးလိုက်ပါတယ်ဒါတော့အရောင်တွေပါရတော့ကိုယ့်ရဲ့စိတ်ကြိုက်ကိုအမြင်ရှိတယ်လို့ပဲဆက်လိုက်တာဆိုတော့အဲ့လို reference ယူရဆိုတာလေဒီပုံကို copy ကူးပြီးဆွဲဖို့ဆိုတာအဲ့လိုမိငန်းတယ်ပေါ့နော်အဲ့လို reference လုပ်တဲ့အတွက်ကြောင့်မလို့တစ်ထက်တည်းတူစရာမလိုပေါ့နော်အဲကြောင့်မလို့ကြည့်ရတော့အမြဲတမ်းကိုဆွဲတတ်လို့လေးပဲဖြည်းဖြည်းချင်းလိုက်ဆွဲပါတယ်အဲ့တော့ဒီလေရဲ့အပေါ်ပိုင်း body အပေါ်ပိုင်းကိုလေရဲ့ body အပေါ်ပိုင်းကိုဒီပြားလေးနဲ့လိုက်ပြီးမှခြေလိုက်မယ်ပေါ့နော်ပြီးရင်ဒီအတွင်းပိုင်းနေရာဒီမှာလည်းအပြာရောင်ထည့်မဲ့နေရာတွေတွဲလိုက်ပြီးတော့ဆွဲပေးပါတယ်ဒီနေရာမှာအဖြူလေးခြံခဲ့ပြီပေါ့နော်ဒါအဖြူကဘာလို့ခြံနေလဲဆိုတော့ရေစည်းမှာပေါ့နော်ရေစည်းမှာအဖြူလို့ဆိုလို့ရှိရင်အဖြူလိုက်ထည့်ရခက်တယ်ပေါ့နော်အဲ့တော့ highlight လုပ်ချင်တဲ့နေရာတွေအဖြူလွဲနေရာတွေဆိုရင်စပြီးဆွဲကြရပါတော့ဒီအဖြူလေးတွေကိုခြံထားလိုက်တာပို့ပြီးတော့ကောင်းပါတယ်အဲ့မှာကိုလိုတလို့နောက်ကြတော့ကိုတခြားအရာထပ်ချဲခြင်းနဲ့ဆိုရပါတော့။ဘာလို့ဆိုတော့ရည်စည်းကအမြဲတမ်းကြည်လေးပါလေးပဲဖြစ်တယ်ပြီးတော့သူကလေယာတွေထည့်ရဆိုင်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီအဖြူချဲခြင်းတဲ့အခါမှာဒုက္ခရတယ်ပေါ့နော်အားကြောင့်လို့အဖြူရောင်ထားခြင်းနဲ့ဆိုလို့ရှိရင်စာတွေကအဲ့ညောင်အလွတ်ထားရလိုက်ပေါ့နော်။ချိုးကြရဒီmasking fluid လို့ခေါ်ရဲပါတယ်အဲ့လိုအရေးကော်လိုမျိုးပေါ့နော်အဲ့လိုအရေးကိုတုံးနေပါနော်ကြည့်ရတော့အဲ့လိုတိမ်တုံးပါဘူးဒါပေမဲ့နည်းနည်းစီပဲခြံထားခဲ့လိုက်တယ်ပေါ့နော်ဝေတာကအမှန်တော့စာတွေကအပြာရောင်ဖြစ်ရမှာပေါ့နော်အဲ့ပန်းရောင်ဖြစ်ရမှာပေါ့နော်စာတွေကပန်းရောင်ဖြစ်ရမှာကိုပြာရောင်ချဲပြီးတော့လိုက်ပြန်ချဲနေတာပါပြီးခုဒီdetail လေးတွေလိုက်ထည့်ပဲပေါ့နော်ဒီလိုမျိုးအမဲနေရာမဲဖြူနေရာဖြူပန်းရောင်နေရာပန်းရောင်တမျိုးကိုယ့်ရဲ့အမြင်ရှိတယ်လို့ပေါ့နော်လို့တခြားအရာဝတ္ထုတွေမှာဆိုရင်လည်းဒါသူတို့နဲ့လိုက်ဖက်မဲ့အရာလေးတွေကိုထည့်လိုက်မယ်ပေါ့နော်ဒီလိုချိန်မျိုးမှာဆိုရင်တော့ reference ပုံကိုအဲ့လိုအရင်ကြည့်တော့ပေါ့နော်ဒါကကိုယ့်ရဲ့ idea ဖြစ်သွားပြီပေါ့နော်
ကဲခုဆိုတော့ဖြည်းဖြည်းနဲ့ပုံပေါ်လာပြီပေါ့နော်လေးလေးကတော့ဒီမှာလွဲချက်တွေအများကြီးရှိသေးတယ်ဒါကိုဆက်ပြီးတော့ဆွဲသွားရမယ်ပေါ့နော်ကတော့အရေးတွေလိုက်တယ်ပေါ့နော်အရေးတော့ကတော့ခရမ်းရောင်လေးကိုတုံးထားပါတယ်သူကခရမ်းရောင်ကိုရေများပေါ့နော်စီးရနည်းနည်းရောထားပါတယ်အရေးတော့ဆိုလို့ရှိရင်ခရမ်းရောင်ခဲရောင်နဲ့ပြာရောင်စရှိတဲ့ပြပေါ့နော်ဒီခုတုံးအရောင်တွေတော်တော်များများတုံးလို့ရတယ်ဒါပေမဲ့ကတော့အများရန်ခရမ်းရောင်အများရန်နေပါပေါ့နော်ခရမ်းရောင်တုံးဖြစ်ပါတယ်အဲ့တော့လေရဲ့အရေးကြနိုင်တဲ့နေရာတွေပေါ့နော်အဲ့နေရာမှာခရမ်းရောင်လေးလိုက်ပြီးတော့ layering လုပ်လိုက်မယ်ပေါ့နော်ဘာလို့ဆိုတော့ဒါပေမဲ့တခုတော့တတိထားပါသူကအရေးရဲ့ direction ကတစ်ဖက်လည်းပဲဖြစ်ရပဲပေါ့နော်ဒါပေမဲ့နေရအရှိဘက်ကလာရဆိုရင်ဒါအရေးကအနောက်ဘက်မှာဖြစ်မှာပေါ့နော်အဲ့တော့ဒီနေရာမှာတခုကဒါပေမဲ့လေရဲ့body ရဲ့အရေးကနောက်ဘက်မှာတခါလေရဲ့ cabin ရဲ့အရေးကအရှိဘက်မှာအဲ့လိုဖြစ်နေလို့မရဘူးပေါ့နော်တူပဲအရေးကအလင်းရဲ့ direction ကိုတူပဲထားရမယ်ပေါ့နော်ဒီစိတ်လေးအရေးထဲမှာပဲဒီမျိုးပို့ပြီးတော့မှရုပ်လုံးကြွလာမှာရုပ်လုံးပေါ်လာမှာပေါ့နော်အကုန်လုံးမှာအရာဝတ္ထုတိုင်းမှာပေါ့နော်အရေးလေးလိုက်ထည့်လိုက်မယ်ဒါဆိုရင်ပို့ပြီးတော့မှပေါ်လာပြီပေါ့နော်ပုံလေးဒီမှာလေရဲ့ reflection ထည့်တဲ့အပိုင်းပေါ့နော်မရိုက်လိုက်မိဘူးဖြစ်သွားတယ်အဲ့တော့အရေးဒီ reflection ကိုလိုက်ထည့်ပြီးသွားပြီပေါ့နော်ဖြစ်တာဆိုရင်တော့ရေရဲ့ texture ကိုဆွဲမှာပေါ့နော်အဲ့တော့landscape တို့ဘာလို့တိတ်ပြီးမကျွမ်းကျင်တော့ပေါ့နော်ရေတွေပါဆွဲခါမှာအရင်ရော realistic မဖြစ်ဘူးပေါ့နော်အဲ့တော့ကိုတက်လောက်မတက်လောက်လေးပေါ့နော်ရေရဲ့အရောင်တိုင်းလေးပြီးတော့သူ့ရဲ့ reference တဲ့ပုံတိုင်းပေါ့အဲ့လိုရေအရောင်တိုင်းဖြစ်သွားလို့ဒီမှာအစိမ်းရယ်ပြာရယ်နောက်ပြီးတော့ခရမ်းရောင်ပေါ့နော်အားလေးတွေတုံးပြီးတော့မှတုံးလေးတွေခွဲပြီးတော့လိုက်ပြီးတော့ဆွဲပေးလိုက်ပါမယ်တော့ရင်းတော့ရေနဲ့မတူပေမဲ့လည်းပေါ့နော်ရေထဲမှာရှိနေလို့ခံစားရတဲ့နာပဲကိုပုံရေမှာလိုက်ပြီးတော့အရောင်လေးတုံးနေလိုက်ညှိပြီးတော့ဆွဲလိုက်ပါမယ်ဒါက what on what technique နဲ့ဆိုရပါတော့အဲ့တော့သူကဘယ်လိုမျိုးလဲဆိုရင်မသိတယ်လို့တော့ပေါ့နော်အဲ့တော့သူကကျတော့ရေစာရွက်ရေဆိုနေတဲ့စာရွက်ပေါ်မှာအဲ့လိုရေဆေးနေပေါ့နော်အဲ့လိုဆိုရအခါကျမှပို့ပြီးမှblend ဖြစ်သွားပြီပေါ့နော်ပို့ပြီးတော့ရေစီးရဲ့အနှစ်သာရပြေဝရရပေါ့နော်တော့ဒီမှာတော့ what on what technique ကိုသုံးထားပါတယ်
ဒီနေရာမှာမားကောင်းမားနိုင်တယ်ပေါ့နော်ဆိုတကယ် professional artist တွေမှာပေါ့နော်တရားရည်စည်းဆွဲတာကိုဒီတိုင်းဝါသနာပါလို့ဆွဲရပါတော့အဲ့တော့အဲ့လိုတင်တန်းနေပါတယ်မတက်ဘူးပေါ့နော်ဒါပေမဲ့လို့အလေတန်းတော့ပကြီးတင်ရဲ့ဆရာပေါ့နော်ဆရာကတော့အမြဲတမ်းပြောပြပေးလိုင်းညွှန်ပေးပေါ့နော်အမတိရရှင်ဆရာသွားမင်းတော့အမြဲတမ်းပြောပြပေးပါတယ်ဒါပေမဲ့အဲ့လိုတီးကြကြကြီးတင်တန်းနေပါတက်ထားတယ်မရှိတော့ခါကြပါတော့မားကောင်းလည်းမားနိုင်ပါတယ်တော့မားလေးလည်းရှိနိုင်ပါတယ်ဒါသူများကိုတင်ပေးရမှာပဲနဲ့ကိုဆွဲတဲ့လူဆွဲတာပဲ project ထားဆိုတော့မားလည်းပါသွားနိုင်ပါတယ်ရှင်ကတော့ဒီမှန်ပေါ့နော်မှန်ဒီထဲမှာမှန်လေးကိုလိုက်ဆွဲနေရပါဒီမှာတော့ဒါနက်ပြာရောင်ရင့်ပေါ့နော်နက်ပြာမှာဒီကကင်မရာထဲမှာဆိုတော့တိတ်ပြီးမမြင်ရနက်ပြာမှာအဲ့လိုအနက်နည်းနည်းရောရင့်နေလို့ဆွဲရတာပါလေဒီလိုအပ်တဲ့ကျန်တဲ့နေရာလေးတွေလည်းလိုက်ပြီးတော့ဖြည့်လိုက်ပါမယ်နော်ဒါကတော့သူ့ရဲ့ reference ပုံနဲ့အတိုင်းစာလေးတွေပေါ့နော်နာမည်စာလေးနံပါတ်တွေလိုက်တက်လိုက်ပါမယ်ဒီခွာတော့ကြိုက်ဆုံးပိုင်းမှာလက်မှတ်ထိုးရပိုင်းပေါ့နော်ဒါသူ့ရဲ့ artwork တွေကို art လေးပြီးသွားတဲ့အခါမှာလက်မှတ်ထိုးပြီးမှဒါ final look ကိုကြည့်ရပါမယ် feel တော့ကြိုက်ဆုံးပါဒီပေါ်ဆွဲတာကြိုက်ပေါ့နော်ဒါပေမဲ့လို့edit လုပ်ရပြင်းနေတယ်ပဲခုမှပဲလုပ်ပြတော့တယ်ဥဆိုတော့ဒီရေမစွန်းအောင်ဆေးတွေမစွန်းအောင်လို့ပေါ့နော်တက်ကတ်ထားတဲ့ဒီ paper tape လေးတွေကိုလိုက်ခွာလိုက်ပါမယ်ဒီ paper tape ကလည်းရမ်းကတ်တယ်အမကြည့်တော့မှနည်းနည်းလေးပြေးသွားရပါတော့အနာမှာဟုတ်ပါပြီဒါတော့ final look လေးဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye